အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျာတာဘရိနီမှာဂျာတာဘရိသားသမီးမကြိုက်တဲ့မုန်းတဲ့အချက်၅ချက်ကိုပြောကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ဂျာတာဘရိသားသမီးတွေကမျက်နှာလိုက်တာကိုဘတ်လိုက်တာကိုတအားမုန်းပါတယ်နံပါတ်2အထင်သေးစွာဆက်ဆံခြင်းသူတို့တွေကိုပေါ့နော်အထင်မြင်သေးပြီးဆက်ဆံတာသူတို့ကိုအထင်သေးလို့ဆက်ဆံတာကိုလည်းဂျာတာဘရိသားသမီးတွေကတအားမုန်းပါတယ်နံပါတ်3ဂတိမတည်ခြင်းတာဝန်ယူမှုတာဝန်ခံမှုမရှိခြင်းတော်တော်ရေးသားသမီးတွေကဂတိမတည်တဲ့လူတွေတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့လူတွေလည်းတအားမုန်းပါတယ်နံပါတ်4တိုးတက်ရာတိုးတက်ကြောင်းကိုလိုက်ဖြတ်စည်းတဲ့သူတွေပေါ့နော်နှောက်ယှက်တဲ့သူတို့ဘဝကတိုးတက်ကြောင်းလုပ်နေတဲ့အချိန်မှာသူတို့ကိုလိုက်လံနှောက်ယှက်တာတွေပြဿနာရှာတာတွေပြီးလို့ရှိရင်ပေါ့နော်ကိုလိုထော်လော်ကန်းနဲ့လိုက်လို့တာလို့မုန်းပါမပြောတာပဲရှိနေသူတို့စိတ်ထဲမှာအဲ့ဒီကိုတော်တော်လေးကိုချင်ပါတယ်နံပါတ်5ဒါကတော့ရှင်းပါတယ်အခြေရေးမှာတစ္ဆာဖောက်ခြင်းဥပမာဗျာသူတို့ချစ်သူကိုသူတို့အပြည့်အဝယုံကြည်ထားတယ်ဒါပေမဲ့အဲ့ချစ်သူကသူတို့ပေါ်မယုံကြည်အောင်တစ်ချိန်တစ္ဆာဖောက်လိုက်ပြီဆိုတာ ਨੇ သူတို့ပြတ်နိုင်တာမပြတ်နိုင်တာတကံကအဲ့ချစ်သူကိုသူတို့မုန်းသွားတာတော့အဓိကအဲ့တော့အဲ့ဒီချက်၅ချက်ကိုသိထားဖို့လိုပါတယ်မိမိကကြတာပြီးတာသမီးနဲ့ချစ်သူဖြစ်သားတယ်ဆိုရင်ဒီ၅ချက်ကိုလေးစားလိုက်တာလို့အရင်အရေးကြီးပါโอเค